ဒေါနာရှင်တစ်ခုလောက်မေးရှင်နေမေးသမီးသမီးကလေဒီလက်ဆိုလက်အဖက်ကနာတာလက်အစစ်လေးနှစ်ဖက်ကတအားနာတယ်ဒီဂုတ်ဆိုရင်လည်းဂုတ်အစစ်ဒီဂုတ်ကိုငုတ်လိုက်အယိုးလေးရှိရလေအဲ့အယိုးလေးတွေကနာတယ်အဲ့လိုမျိုးလေးတွေတအားနာတယ်ရောလက်အစစ်ကအဲ့ဟာလွယ်လက်ကကျတော့လက်အချောင်းလေးတွေကကျတော့မနှက်မိုးလင်းလို့ရှိရင်ကျင်တယ်ကျင်ပြီးတော့အခုနောက်ပိုင်းကျတော့ဒီလက်ဂုတ်ကလက်ဒီလိုလှုပ်တဲ့နေရာအစစ်ကကွယ်လက်ကဒီလိုလှုပ်တဲ့ဒီလိုအစစ်ကတအားနာတာဒီလိုအစစ်တွေကတအားနာယူရစ်အစစ်စစ်တယ်နော်အဲ့အစစ်နေနဲ့နောက်ဒီဂုတ်ဆိုရင်ဒီဂုတ်အယိုးလေးကငုတ်လိုက်လို့ရှိရင်ဒီဂုတ်အယိုးလေးကတအားနာတယ်သမီးကအဲ့ဒါဆိုအနေအောင်ရှိတဲ့အသားတွေနဲ့မတည့်ဘူးဗျာအဲ့ဒါဆိုဒါစဉ်းစားရမယ်အစစ်မြစ်တွေနာဆိုဘာလို့စဉ်းစားရမလဲဆိုလေးဘက်နာဖြစ်နေရလေးဘက်နာဒါမှမဟုတ်ခေါက်ပေါ့နော်အဲ့ဒါတွေဖြစ်နေရလားအဲ့နှစ်ခုတော့ခေါင်းထဲမှာဒါစစီစဉ်းစားရတော့ပါဘူးအဲ့မှာမှပြန်မေးရမယ်ဆိုသမီးကမတည့်ရတယ်ဆိုဘာတွေရှိမလဲဆိုအဲ့လိုအစစ်မြစ်နာတဲ့လူတိုင်းဒူးနာတာဖြစ်ခါနာတာလက်စစ်တွေနာတာဖြစ်ဟုတ်တယ်မှုန်တို့မြစ်တို့ဒီကြီးနဲ့အပေါ်မှာကက်ပြီးတော့ပေါက်နေတဲ့အပင်လေးမတည့်ဘူးမှုန်ရှိမယ်ရှိမယ်ပဲပင်ပေါက်ရှိမယ်ဟိုမြစ်တွေပဲပင်ပေါက်တွေဒီရက်ပိုင်းမှာစားမိလားအရှိတစ်ပတ်နှစ်ပတ်မှာစားမိလားရှိတစ်ပတ်နှစ်ပတ်မှာဒီရက်ပိုင်းတော့မိုးတွေဇက်တိုက်စားပြစ်တယ်အလုံးမှာမိုးတွေဇက်တိုက်ကျွေးနေတာအဲ့ဒါကြောင့်ပြင်မယ်ကျွေးနေတော့လို့ပြောတာအလုံးမှာသမီးမစားနိုင်တော့ဘူးစစ်တွေနာနေပြီအဲ့ဒါကြောင့်အခုပြောရတာမြေကြီးနဲ့ကပ်ပေါက်နေတဲ့တပေပေါ့တပေမြေပေါ်မြေအောက်တလက်မမျိုးတလက်မတပေမဟုတ်တလက်မဆရာမြေပေါ်မြေအောက်တလက်မအောက်မှာကစုံဦးရှိမယ်ဟုတ်လားကစုံဦးအာလူကစုံဦးအာလူဒီမှာတောက်ဆက်တွေးနေတာကစုံဦးအင်းဦးမိုးပြင်ပေါက်ပိတ်ဦးအဲ့လိုမျိုးနဲ့အနီရောင်ရဲတဲ့သားဆိုတော့သမီးအဲ့ရှောင်းလိုက်သမီးအဲ့ဒီဟာကောင်းပါလိမ့်မယ်ပြီးတော့နောက်တစ်ခုအချိုရည်တွေချိုရည်ပေါ့ဆရာအရင်တိုက်တဲ့အချိုရည်တွေပဲနို့တွေပါတော့တောက်ပြတဲ့တောင်ပြီးရင်နောက်တစ်ခုထပ်မှတ်တာအောင်ပြီးရင်အနီအောင်ရှိတဲ့အသားတွေမတည့်ဘူးသမီးဒုနာပြခါတယ်အစစ်နာပြအနီအောင်ရှိတဲ့အသားဆိုဘာသားတွေရှိလဲသားအမေသားဝတ်သားမတည့်ဘူးဝတ်သားဒါလေးကြောင့်ဝတ်သားအမဲသားစိတ်သားဟိုအမဒေါက်တာရွှေဝတ်ထားကိုအနီအောင်ဖြစ်နေသမီးအဲ့ဒါခြေလေးချောင်းသားပေါ့နော်ခြေလေးချောင်းသားစားများလို့ရှိရင်လည်းအဲ့ဒီ uric acid တွေတက်ပြီးတော့ acid တွေအရမ်းနာတယ်ဒေါက်တာကိုတွေ့ဒေါက်တာကအဲ့ဒီလွန်ခဲ့တဲ့4 နှစ်လောက်ပါဆိုရင်အဲ့ဒီခြေလေးချောင်းသားမရှောင်ဖြစ်သေးဘူးပေါ့နော်မရှောင်ဖြစ်သေးဘူးစားတယ်ဝတ်သားတွေဆိုအရမ်းကြိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ကိုအဲ့လို uric acid တက်နေမှမသိဘူးအဲ့လိုပဲညတိုင်းဆိုရင်ညောင်းတယ်ပေါ့နော်ညောင်းတယ်ဆိုတာလေဒီ acid တွေအရမ်းနာတယ်ခုနသမီးပြောတဲ့နေရာတွေပြီးတော့ဒီဇက်ကြောတွေလေအရမ်းနာတယ်တောက်တယ်ပေါ့နော်တောက်တယ်ပြီးတော့ဒီလက်ပြင်ကြောလားလက်ပြင်ငုတ်တယ်လို့မျိုးအရန်ဖြစ်တယ်ဆိုတော့ကိုကပဲစာအရန်ဖတ်လို့အဲ့လိုမျိုးဖြစ်တာလားပေါ့ဆိုတော့မဟုတ်ဘူးအဓိကတော့အဲ့ဒီကျွဲဟိုဟာတွေတောက်တယ် M150 အရန်တောက်တယ်အဲ့ဒီလွန်ခဲ့တဲ့4 နှစ်5နှစ်ဝန်းကျင် M150 အရန်တောက်တယ်ပြီးတော့ကျွဲရိုင်းနေပြီကျွဲစိမ့်နေလားအဲ့လိုမျိုးတွေအရန်တောက်တယ်ပြီးတော့ဝမ်တွင်းကလေးစာဥတွေဆိုအရန်ကြိုက်တယ်ပေါ့နော်ဒီကြက်ဥတွေကြက်အသေးတွေကြက်အမြစ်တွေဆိုအရန်ကြိုက်တယ်သူကအရန်ထောင်တက်တာအရန်အဲ့ဒါအရန်ဆိုးတယ်အရန်ဆိုးတယ်လားအဲ့ဒီအတွင်းသားကြီးမတည့်ဘူးတွင်းသားဖြတ်လိုက်တွင်းအောင်လိုက်လည်းပိုင်းဘာမှဖြစ်တော့ယူရစ်အက်ဆစ်ပါအဲ့လိုကြာသွားတယ်နော်ဆေးတောက်ကြမလို့ပဲနဲ့ရှောင်လိုက်တာနဲ့တက်တာသွားတယ်တမီးအဲ့ဒါရှောင်လိုက်အစားတောက်ကိုရှောင်လိုက်ဆေးမတောက်နဲ့အောင်နော်ဟုတ်ကျေးဇူးပါတောင်းတာညီပဲဆန်တွင်းထဲမှာနော်ညီပဲဆန်တဲ့ဟုတ်ပြီဟုတ်ကဲ့တစ်ဖက်သူပြောရင်းနဲ့တမီးစားစရာကုန်သွားဆိုတော့ဘယ်လောက်နဲ့လဲအသီးရွက်ကတော့အကောင်းဆုံးပေါ့ yes ဟုတ်တော့ဟုတ်တယ်အသီးရွက်အဓိကရှောင်းမှာအနီအောင်ရှိရတာအသီးရွက်ဆိုလို့မှုတွေမြစ်တွေပကစုံရက်တွေပဲပကစုံရက်တော့ပဲပင်ပေါက်တွေပဲစားနေတယ်အဲ့ဒါတွေကမရဘူးအာလူလို့မရကျေးဇူးပါချိုးပြစ်တွေမရဘူးမလန်ခဲတော့ပါဘူးလို့မလန်ခဲလို့လည်းပါတယ်အချိုးတော့မစားဘူးအချိုးတော့မကြိုက်ဘူးအဆက်တော့စားတယ်
တဲ့ ရတယ် သမီးပြောသွားတဲ့အထဲမှာကွာအဖြေရပါနေသမီးကမှုတွေမြစ်တွေကစုံဥတွေအာလူတွေပဲစားတယ်အဲ့မှာသမီးကဖြစ်အဲ့ဒါ အမဲသားတွေဘဲသားတွေဒီတလို့ဆိုတအားကျွေးတာဘဲသားတွေဝက်သားတွေထောက်လျှောက်အဲ့ဒါတွေပဲကျွေးတာ ကောင်းပါဟင်းကောင်းတော့ ဟင်းကောင်း ဟင်းကောင်းနေသူတော့ခံစားနေရတာကြာပြီတပတ်လောက်ရှိပြီဒီအရိုးတွေကတအားနာလာတာဘာကြောင့်မှလည်းမသိဘူးအလုံးမှလည်းအလေးပေးနေလဲအဲ့လောက်ထိမမပဲနဲ့ဘာကြောင့်နာနေရလဲမသိဘူးဖုံးနေလဲအဲ့လောက်မကြည့်ပါဘူးဂုတ်တွေကတအားနာတယ်အဲ့လိုမျိုးတွေ့ရ ဒီလိုက်သမီးသူတို့ဒီမှာကောက်အဲ့ခုနပြောရဲကောက်ပိုးတွေပါတွေ့ဘူးလားပေါ့ဒါမှမဟုတ်ဒီဘက်နာရှိရလူရှိတာအဲ့လိုလေးတစ်ချက်ပြန်မေးကြည့်ကိုမျိုးဘာလို့လဲဆိုတော့သူကမျိုးလေးလိုက်တာ မရှိဘူးအဲ့လိုမျိုးတော့မရှိဘူးအမိုးတို့အပါတို့ကကျတော့သူတို့အပါကျတော့ကင်ဆာနဲ့ဆုံးသွားတာအမိုးကကျတော့ဒီလေးဖြတ်တာသွေးတိုးပြီးတော့နှလုံးတအားခုန်ပြီးတော့လေးဖြတ်ပြီးတော့ကိုပင်းနဲ့လည်းစုံတော့တခါလေးအသက်ပါသွားတာ ဟုတ်ပဲတွေ့တူတွေ့ရန်ဆောင်တိုးသွားတော့သူတော့ပိတ်သွားတော့တွေ့တူဆိုလို့ဆရာတို့တွေ့တူကပြီးသွားတယ်သမီးအဲ့မှာဗီဒီယိုတော့တင်တာသမီးကြည့်ပြီးလား သမီးတင်လိုက်ရတယ်တောင်းတာ ဟောအေး